ဖုန်းကုမ္ပဏီရဲ့နာမည်တစ်ခုကိုပြောလိုက်ပြီးဆိုတာနဲ့အဲ့ဒီဖုန်းအကြောင်းကိုဒီကာကြီးကနေပြီးတော့အာဒီတိသွားမယ်ဆိုတဲ့သူတွေက10ယောက်မှာ10ယောက်လောက်တော့ရှိလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဒါကဘာလို့လဲဆိုလို့ရှိရင်တော့အဲ့ဒီဖုန်းကုမ္ပဏီဒီဒါ Pioneer ဖုန်းကုမ္ပဏီဟိုးရင်တော့ねကျွန်တော်တို့ねဒါမစိမ့်ခဲ့တဲ့ဖုန်းကုမ္ပဏီတစ်ခုဖြစ်နေလို့ပြောရင်တော့ပို့ပြီးတော့မှန်ပါပေါ့နော်ဆိုတော့အဲ့ဒါအကြောင်းမလို့ဒီနေ့မှာဆိုလို့ရှိရင်အဲ့ဒီဖုန်းကုမ္ပဏီရဲ့နောက်ဆုံးထွက်ထားတဲ့ဖုန်းတစ်လုံးကျွန်တော်ဒီနေ့မှာ full review လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါနဲ့ပြည်ဆောင်ကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းလုံးကိုခုနကကျွန်တော်ဗီဒီယိုအစမှာအရှိပြောခဲ့တဲ့ဖုန်းလုံးကိုကျွန်တော်ဒီနေ့မှာ full review လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဒါအကုန်လုံးလဲတော်များများသိပြီးသားဖြစ်ပါလိမ့်မယ်ဘာဖုန်းလဲဆိုလို့ရှိရင်တော့ Samsung ရဲ့နောက်ဆုံးထွက်ထားတဲ့ဖုန်းတွေကတစ်ခုဖြစ်တဲ့ Samsung Galaxy S26 Ultra လေးကိုကျွန်တော်ဒီနေ့မှာ full review လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကိုကျွန်တော်အဆုံးထိမကြည့်နိုင်သေးတဲ့သူတွေအတွက်စကားတစ်ခုနဲ့ပဲစပြီးတော့ပြပေးရမယ်ဆိုလို့ရှိရင်တော့ဒီSamsung Galaxy S26 Ultra ဒီကိုကငွေကြီးအရန်လုံလောက်လို့နောက်ဆုံးပေါ်ထွက်ထားတဲ့ဒီ update ဖုန်းတွေကနေပြီးတော့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ဝယ်လို့ရတယ်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ဖုန်းဝယ်မယ်ဆိုလို့ရှိရင်လည်းအခုချိန်ဒီကိုတင့်တော်နေသေးတယ်ဆိုတော့ဥစ္စာလေးကိုကျွန်တော်ကထောက်ပြပြီးတော့ပြပေးချင်တာလည်းဖြစ်ပါတယ်ဘာလို့ကျွန်တော်အဲ့လိုမျိုးပြောလဲသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုဆုံးနဲ့ဒီလိုက်ကြည့်ဖို့တော့လိုပါလိမ့်မယ်ဘာမှမပြောခင်ကျွန်တော်ကျေးဇူးတင်စကားနဲ့ပဲစပြီးတော့အရင်ပြပေးချင်ပါတယ်။ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ review နဲ့ထောက်ပံ့ပေးထားတာတော့ Pro Second ကနေပြီးတော့ပဲ review နဲ့ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ review နဲ့ထောက်ပံ့ပေးရတော့လည်း Pro Second ကိုကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်။စပြောပေးရမယ်ဆိုလို့ရှိရင်တော့ဒီ Samsung Galaxy S26 Ultra ကစထွက်လာကြတဲ့တော်တော်လေး high တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်။ဒါပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ထွက်တာတော့မှဒါ S26 Ultra တော်တော်လေးတော့ကြာသွားပြီပေါ့နော်။အခုချိန်မှာကျွန်တော်တို့ပြန်ပြီးတော့ review လုပ်ရလဲဆိုတာဒီကြားမှာ review ယူနေမရအောင်လည်းပါတယ်။ဈေးတွေအရင်မငြိမ်သေးတာကြောင့်ရောပြီးတော့ဒီ hype နေရာတွေကတကယ်ရောကောင်းနေရလားဒါမှမဟုတ်လို့ရှိရင် gimmick ပုံစံမျိုးဖြစ်သွားလားပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကိုသိချင်လို့လည်းကျွန်တော်နည်းနည်းလေးစောင့်ပြီးတော့အခုမှပဲ review လုပ်ပေးလိုက်တာလည်းဖြစ်တယ်ပေါ့နော်ကိုမဖတ်သေးတဲ့စာအုပ်ကအစ်စ်ပဲဗျာအကြောင်းမလို့အခုချိန်မှာပြန်လုပ်တယ်ဆိုရင်ကျွန်တော်တို့ကဒါအစ်စ်ပဲချိုးချိုးတော့သူတွေအတွက်လည်းဒါကိုစောင့်နေမယ်လို့ထင်တယ်ပေါ့နော်အကြောင်းမလို့ကျွန်တော်ဒါကိုလာပြီးတော့လုပ်ပေးတာပေါ့နော်စပြီးတော့ဒီဖုန်းကိုပထမဆုံးကောက်ကန်လိုက်ခြင်းခံစားချက်နဲ့ပဲစပြီးတော့ပြောလဲအောင်ဒီဖုန်းကS25 Ultra နဲ့အတူတူနီးပါးပဲလို့ပြောလို့ရတယ်ဒါကန်ရတဲ့ hand feeling big quality ပေါ့နော်ဖုန်းကပထမကောက်ကန်လိုက်ခြင်းနဲ့ခံစားချက်ဒီ flagship ဖုန်းလုံးကနေပြီးတော့ရတဲ့ခံစားချက်ဆိုတော့ 100% သေချာပေါက်ကိုပြောလို့ရနေတာတခုမှရှိရပေါ့နော်big quality တော်တော်လေးကောင်းတယ်ဘေးပေါင်တွေက aluminum frame အနောက်ဘက်ကတော့သူက glass နဲ့ပဲလုပ်ထားပေးတယ်ပေါ့နော်ဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ S26 Ultra ဒီအနောက်ဘက်မှာကင်မရာကိုနည်းနည်းလေးခွဲထွက်ပြီးတော့အဲ့လိုမျိုးပုံစံမျိုးတစ်ခုပြောင်းပြီးတော့လုပ်ပေးလိုက်တာတော့ကျွန်တော်တော်တော်လေးတော့သဘောကျတယ်ဘာပြောပြီးတဲ့နှစ်ကထွက်တဲ့ဖုန်းတွေနဲ့စာမယ်ဆိုလို့ရှိရင်တော့ဒီကောင်အများကြီးပို့ပြီးတော့ design language ပြောင်းသွားပြီးတော့ changes နည်းနည်းလေးပို့ပြီးတော့ဖြစ်သွားတယ်လို့ပြောလို့ရတယ်အဲ့ဒါကိုလည်းကျွန်တော်က welcome လုပ်ချင်ပါတယ်ဒါကိုပို့ပြီးတော့ကျွန်တော်သဘောလေးကျတာပေါ့နော်အဲ့လိုမျိုးတည်တံ့လုပ်ပြလိုက်တာလေးကိုလည်းကျွန်တော်နည်းနည်းလေးပို့ပြီး prefer ဖြစ်ပြီးတော့သဘောကျတယ်လို့ပြောလို့ရတယ်အနောက်ဘက်ကတော့ glass နဲ့လုပ်ထားပေးတယ်ဒါတော့ဘာမှသိပြီးတော့အထွန်းတက်စရာမရှိဘူးcover မတက်ဘဲနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ပြုတ်ကျပြီးတော့ကွဲနိုင်ကြီးတော့ရှိတယ်အကြောင်းမလို့ cover လေးတက်ပြီးတော့သုံးဖို့အတွက်ကျွန်တော်တို့အကြံပေးခြင်းတယ်မဟုတ်ဆိုလို့ရှိရင်တော့ဒီဖုန်းကလည်းအရင်ဖုန်းတွေတိုင်းပဲကျပြီးတော့ခွက်ခနဲ့တန်းပြီးတော့ကွဲနိုင်ကြီးရှိတဲ့နေတာတစ်ခုမှာတော့ရှိတယ်ပေါ့နော်ဘေးပေါင်တွေကတော့ aluminum frame နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ဖုန်း titanium frame ဘာညာနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့ဒါကတော့ downgrade ဖြစ်သွားတယ်ပဲပြောမလား upgrade ဖြစ်သွားတယ်ပဲပြောမလားဒါကတော့ကိုယ့်ရဲ့ဒီ perspective မှာမူတည်မယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါနည်းနည်းလေးပို့ပြီးတော့ပြန်ပြီးတော့ downgrade ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးခံစားရတာမျိုးလေးတော့ရှိရပါတော့ဒါပေမဲ့ဒါကိုလည်းချို့တွေကပို့ပြီးတော့ကြိုက်တယ်ဆိုတော့သူတွေလည်းရှိတာဖြစ်တော့ဒါကတော့ကိုယ့် user နဲ့ကိုဖြစ်တော့ကြောင့်ဒါတော့တိတ်ပြီးတော့ကျွန်တော် judge တော့မလုပ်ချင်ဘူးပေါ့နော်ဒီကောင်ရဲ့ weight ကိုကြည့်မယ်ဆိုလို့ရှိရင်214 gram ပဲရှိတာဖြစ်တဲ့ကြောင့်ဖုန်းကအရင်ကြီးလေးနေရမျိုးတော့မရှိဘူးပွင့်လင်းပြောရမယ်ဆိုလို့ရှိရင် flagship ဖုန်းတွေထဲမှာမှတော်တော်လေး big quality ကောင်းပြီးတော့ weight နည်းတဲ့ဖုန်းဆိုရင်တော့ဒီဖုန်းကိုပဲညွှန်ပြပေးရမယ်ပုံစံတစ်ခုမှာတော့ဒီဖုန်းရဲ့အနေထားရှိနေတယ်လို့ပဲပြောရမှာပေါ့နော်အကြောင်းမလို့ big quality နဲ့2 weight လေးနဲ့တော်တော်လေး ratio ချမယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတာတော့ကျွန်တော်သတိထားမိတယ် big quality ကဘာမှပြောစရာမလိုတော့ဘူး Samsung ဖြစ်ပြီးတော့အရန်ကောင်းတယ်ဆိုတာတော့ကျွန်တော် 100% ကြာဖို့ကိုပြောရတဲ့သူတို့တကယ်လဲ thumbs up လုပ်တယ်ပေါ့နော်ပြီးတော့သူ့အရှိဘက်က display ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း display ကတော့ Samsung ဖြစ်တဲ့ကြောင့်ဘာမှတရှုပ်လို့မရဘူးတော်တော်လေးကျန်းတဲ့နေတာတစ်ခုမှရှိရလို့ပြောလို့ရတယ် 6.9 inches အကျယ်ရှိတဲ့ Dynamic AMOLED ဒါ LTPO AMOLED ကိုသူသုံးထားပေးတယ် 2H တွေပါတယ်ဒါကတော့ပွင့်လင်းပြောမယ်ဆိုတော့ Dynamic AMOLED ဘာညာတာတခါဒီဒါကတော့သူတို့ရဲ့ဒီ marketing terms ပဲဗျာတကယ်တော့ LTPO AMOLED panel ကိုသုံးထားပေးရလို့ပဲအလွယ်မှတ်လိုက်ရင်လည်းရတယ်ပေါ့နော် 120Hz refresh rate ရလိမ့်မယ် HDR10+ တွေ Dolby Vision တွေဘာညာဒါတွေအကုန်လုံးရတယ်ပေါ့နော် brightness ကိုကြည့်မယ်ဆိုလို့ရှိရင်2600 nits သူကထည့်ထားပေးတယ်ဒီကောင်ရဲ့ display ဒီကျွန်တော်က space ကိုသာရွတ်ပြနေတာတကယ်
on ground သုံးကြည့်တဲ့အနေအထားမှာဆိုလို့ရှိရင်တော့ display panel quality ကတော်ကြီးကောင်းတယ်ဒါကတော့ Samsung ဖြစ်တဲ့ကြောင့်ဘာမှတိတ်ထွန်းတက်စရာမရှိဘူးအရန်ကောင်းတဲ့ထဲမှာ display panel quality ကတိတ်ပြီးတော့ထပ်ပြီးညှိုးစရာမလိုတော့ကိုကောင်းတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော် viewing angle ကြီးလည်းကောင်းတယ် display panel quality ကတော်တော်လေးကောင်းတယ်ပြီးတော့ဘေးပေါင် pixel တွေကတော်တော်လေးကျင်းတယ်အကြောင်းမလို့ကြည့်ရတာကလေဒီ full view experience ကလည်းတော်တော်များများရတယ်လို့ပဲပြောရမှာပေါ့နော်ဒီကောင်းမှာဆိုလို့ရှိရင် resolution ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း 2K resolution ကိုအရင်တိုင်းပဲသူကထည့်ထားပေးတယ်ဒီဘက်မှာလည်း display panel quality ဒီအများကြီးပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့တခုရှိတာပြီးခဲ့တဲ့နှစ်ကနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့ဘာမှတိတ် trade ပြောင်းလဲလာတာမျိုးတော့တိတ်မတွေ့ရဘူးပေါ့နော်ပြောင်းလဲလာတာဆိုလို့ရှိရင်တော့အကုန်လုံး high နေကြတဲ့ကိစ္စဖြစ်တဲ့ privacy display ပါလာတဲ့ဟာပေါ့နော်ဒါကတော့တကယ်လို့ဖြစ်လာဆိုလို့ရှိရင်တော့ကျွန်တော်အခုစမ်းကြည့်တော့ဆိုလို့ရှိရင်တော့ဒါကတော့တကယ်တော့အလုပ်ဖြစ်တယ်ကိုကအဲ့လိုမျိုးဘေးလူတွေမသိချင်ဘူးပေါ့နော်ဒီ privacy ကိစ္စတွေပြောနေတယ်ငွေကြေးပိုင်းတွေတို့ချို့တော့ဒီ privacy matters တွေပြောနေတဲ့အနေအထားမှာဆိုလို့ရှိရင်တော့ဒါလေးဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့ကိုယ့်အကူ secure ပို့ဖြစ်တယ် safe ဖြစ်တယ်ဆိုတာကတော့တခြားဘက်ကိုခံစားရတယ်ပေါ့နော်အဲကြောင့်မို့အဲ့ဒီဟာလေးကတော်တော်လေးတော့အလုပ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒါရဲ့နောက်ဆက်တွဲကဘာဖြစ်လဲဆိုလို့ရှိရင်တော့ battery နည်းနည်းလေးပိုစားသလိုသူကဒီ display တစ်ခုလုံးကို short ချလိုက်ရတာဖြစ်တော့ကြောင့်ကြည့်ရတာနည်းနည်းလေးမှုန်သွားတာမျိုးနည်းနည်းလေးမဲသွားတာမျိုးအဲ့လိုမျိုးခံစားချက်မျိုးတွေတော့ရှိလိမ့်မယ်ပေါ့နော်အဲကြောင့်မလို့ကိုက display ကိုမျိုးရွှဲတောက်ပြီးတော့ကြည်လင်နေမှကြိုက်တဲ့သူမျိုးဆိုလို့ရှိရင်တော့ privacy display နဲ့ကတိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့နည်းလေးမွဲ66ဖြစ်သွားပြီးနည်းလေးမှောင်သွားတယ်ဆိုတဲ့ခံစားချက်မျိုးလေးခံစားရလိမ့်မယ်ပေါ့နော်အဲ့ဒီတစ်ခုလည်းနည်းပြောကြရှိပါတယ်တကယ်အလုပ်ဖြစ်လားဆိုလို့ရှိရင်တော့သူရဲ့ privacy display ဒီတကယ်အလုပ်ဖြစ်တယ်ကျွန်တော်ဆိုလို့ရှိရင်ပုံမှန်က privacy display တွေပါကလစ်ကတ်တာမရှိဘူးပေါ့နော်မှန်ကတ်တွေပါအဲ့လိုမျိုး privacy တွေမကတ်ဘူးဒါပေမဲ့အဲ့ဒါလေးပါတယ်ဆိုလို့ရှိရင်ဘာပဲပြောဒါလေးသွားပြီးတော့သုံးပြတယ်ဗျာကိုတချို့တော့ဒီ KB လွှမ်းမဲ့အချိန်တွေမှာဖြစ်ပေါ့နော်အဲ့ဒီအချိန်မှာဖွင့်လိုက်မယ်ဆိုလို့ရှိရင်လည်းအများကြီးပို့ပြီးတော့အသုံးဝင်တာကိုကျွန်တော်တို့တွေ့ရဖြစ်တယ်ဒါဒီ game မဟုတ်ဘူးတကယ်အသုံးဝင်နေဆိုတာကတော့ဒါ Samsung ကိုတော်တော်လေးချီးကျူးရမယ်ထင်မှာပါတယ်လို့ပဲပြောရမှာပေါ့နော်ဒီကောင် display ဒီ OLED display ဖြစ်တော့ကြောင့် under display fingerprint ရတယ်ဒါတော့သူ့ရဲ့အရင် model အတိုင်းပဲ ultrasonic ကိုပဲသုံးထားပေးတယ် accurate ဖြစ်တဲ့မြန်တယ်ဒီဘက်မှာလည်းဘာမှပြောကြမရှိဘူး share ပဲပေါ့နော်Samsung ဒီ ultrasonic ကိုသုံးလာတော်တော်လေးကိုအချိန်ကာလအားဖြင့်တစ်ခုကြာလာဖြစ်တော့ကြောင့်ဒီဘက်မှာတော်တော်လေးကောင်းနေပြီဆိုတာလေဒီဘက်နေမှာသွားကြည့်မယ်ဆိုလို့ရှိရင်မြင်သာတယ်ပေါ့နော်ပြီးတော့ဒီကောင်မှာဆိုလို့ရှိရင် OS update ဆိုလို့ရှိရင်လည်းသူက7 major upgrade ပေးမယ်လို့ပြောထားဖြစ်တော့ကြောင့်ဘာပြောဒီဖုန်းတစ်လုံးဝယ်ပြီးသွားရဆိုလို့ရှိရင်တော့နောက်ထပ်အလွယ်ပြောမယ်ဗျာနောက်ထပ်9နှစ်လောက်ဆက်ပြီးတော့သုံးလို့ရမယ်ဆိုတာတော့ဒီဖုန်းလုံးဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့ကောင်းတဲ့အနေအထားတစ်ခုမှရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်မသိရသေးတာဒီကောင်ရဲ့ဒီ9နှစ်ပေးတဲ့အနေအထားမှာဒီဖုန်းကဆက်ပြီးတော့အဲ့လောက်ထိလိုက်နိုင်ပါမလားဒီသူ့ရဲ့ software တွေနဲ့ app တွေနဲ့ရောတွား matching ဖြစ်ပါမလားပြီးလို့ရှိရင်သူတို့ပေးမဲ့ software app တွေကဒီဖုန်းမှာတွားပြီးတော့အဆင်ပြေပါမလားဒါကတော့depends on time ပေါ့နော်အချိန်ကိုပဲကျွန်တော်စောင့်ကြည့်ရမယ့်အနေအထားမျိုးမှာရှိလိမ့်မယ်အခုလက်ရှိအချိန်ကတော့ဘာပြော7 major upgrade ပေးတယ်ဆိုတော့တကယ်ကိုthumbs up လို့ရတဲ့အနေအထားတစ်ခုမှရှိသလို Samsung လည်းချီးကျူးရမယ့်အပိုင်းတွေမှာပါတယ်လို့ပဲပြောရမှာပေါ့နော်haptic motor ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Samsung နဲ့ haptic motor ဒီအရင်ဖုန်းတွေကတည်းကသူ့အနေနဲ့သူအတန်အသင့်ကောင်းပြီးသားဖြစ်တဲ့ကြောင့်ဒီကောင်မှလည်း strong ဖြစ်ပြီးတော့ကောင်းတယ်ဒီကောင်စီကရတဲ့ haptic motor ဒီ flagship ဖုန်းလုံးကနေပြီးတော့ရတဲ့ haptic motor ဆိုတာကိုတန်းကနေတန်းပြီးတော့သိသာစေတဲ့အနေအထားမျိုးမှာရှိတာဖြစ်တော့တဲ့ဒီဘက်မှာလည်းဘာမှသိပြီးတော့အထွန်းတက်စရာမရှိဘူး haptic motor မှာလည်း share ပဲလို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်ရဲ့ဒီ speaker ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း stereo speaker ကိုသူကတုံးထားပေးတယ်အတန်တော့ကအရင်တော့မညီဘူးအောက်ဘက်က80လောက်ထွက်ပြီးတော့အပေါ်ဘက်က30လောက်ထွက်တယ်လို့ပြောလို့ရတယ်အတန်းတစ်ခုကောင်းတာအရန်ကျဲလိုက်မှဆိုလို့ရှိရင် distortion ဝင်တာတို့အရန်ဆူတာမျိုးတော့တိတ်ပြီးတော့မခံစားဘူးအကြောင်းမလို့ speaker quality မှာလည်းတော်တော်လေးအဆင်ပြေပြေနဲ့ကောင်းတယ်လို့ပြောလို့ရတယ်ဒီဘက်မှာလည်း thumbs up လုပ်လို့ရတယ်ပေါ့နော်ပြီးတော့သူ့ကိုကျွန်တော်တိတ်ပြီးတော့အားမရတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်တော့ battery ပါတယ်လို့ပဲပြောရမှာပေါ့နော် battery တွေဒီလုံးဝကြီးမလာဘူးပေါ့နော်ဒီကောင်းမှာဆိုလို့ရှိရင်လည်း silicon carbon ပိုင်းမဟုတ်ဘူး lithium ion ပဲသူကတုံးထားပြီးတော့9000 mAh ကိုဆက်ပြီးတော့ထည့်ထားပေးတယ်ဘယ်လိုနေလဲဆိုလို့ရှိရင်တော့အခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေနဲ့ရှင်းမယ်ဆိုရင်တော့battery ကတော်တော်လေးပြတ်ကျန်ခဲ့တဲ့အနေအထားတစ်ခုမှရှိရလို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်သူက One UI ကဘယ်လိုမျိုးကောင်းပါတယ်လို့ battery optimization ဘယ်လောက်ပဲကောင်းပါပဲပြော physically အရာကဒီ battery နည်းနေရကြီးဖုန်းသုံးနေတော့ပို့ပြီးတော့တိတာမြင်တာရှိရပေါ့နော်ကျွန်တော်ဒီကောင်းပါဆိုလို့ရှိရင်အရင်ကြီးခံလာကြည့်ရတော့မဟုတ်ဘူးမျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုလို့ရှိရင်မနက်9လောက်ကနေ 100% အပြည့်နဲ့စသုံးမယ်ဆိုလို့ရှိရင်ညနေ3နာရီလောက်ဆိုရင်ထန်ကုန်ကြံတော့မှကျွန်တော်တို့40တို့30တို့အဲ့လောက်ပဲကျန်တယ်တခါဆိုလို့ရှိရင်အထက်ပို့ပြီးတော့သုံးလိုက်တဲ့နေ့တွေဆိုလို့ရှိရင်ဒီ 30% အောက်ကိုကျသွားတာမျိုးလေးလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါတွေကတော့ကျွန်တော်လုံးဝစိတ်တိုင်းမကြဘူးလို့ပဲပြောရမှာပေါ့နော်ဒီဘိုင်းဒီမှာပြင်လိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့ battery ကောင်းသွားပြီးတော့အဆင်ပြေလာမယ်လို့ထင်တယ်အခုကတော့ battery မခံဘူးဆိုတဲ့ဟာကြီးကတိတ်တော့
အဆင်မပြေဘူးပေါ့နော်ကျွန်တော် game မစော့ဘူး game တွေပါတယ်စော့ပြီးတော့ heavy test တွေ run နေသူဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ပိုကုန်ပြီးတော့ပူစားဖို့လည်းရှိရပေါ့နော်အကြောင်းမလို့အဲ့ဒါလေးကိုဒါပြင်လိုက်မယ်ဆိုတော့ပိုကောင်းလိမ့်မယ်အခုကတော့ဘလို့မဟုတ်ဘယ်လိုမှမတော့အဆင်မပြေဘူးလို့ပဲပြောရမှာပေါ့နော်အားပြောင်းနေမယ်ဆိုလို့ရှိရင်တော့ wireless charging နဲ့ရဆို wireless charging လည်းနည်းပါတယ်15 20အဲ့လောက်တွေပဲတက်တာဆိုတော့အရင်ကြီးအသုံးဝင်လာကြည့်ရတော့မဟုတ်ဘူးဒါပေမဲ့ပါတယ်ဆိုတော့ flash features တူဖြစ်နေလို့ပဲပြောရမှာပေါ့နော်အားပြောင်းနေမယ်ဆိုလို့ရှိရင်တော့ तू က60 watt ထိ support ပေးတယ်အရင်နှစ်ကတည်းကဆိုလို့ရှိရင်တော့အားဒီ support ပေးတာပို့ပြီးတော့မြန်လာတယ်ပေါ့နော်ဒါပေမဲ့ထုံးစံတိုင်းပဲဘူးထဲမှာတခါတည်းcharging ခေါင်းကမပါဘူးပေါ့နော်ခေါင်းကထပ်ဝယ်ရလိမ့်မယ်အမှ extra charges ကလည်းထပ်ပြီးတော့တက်အောင်မယ်ပေါ့နော်ကျိုးနဲ့ဆိုလို့ရှိရင်တော့ကျိုးပဲပါလိမ့်မယ်ဆိုတော့60 watt ထိ support ပေးရဲဆိုတော့အရင်နှစ်ကထက်စာမယ်ဆိုလို့ရှိရင်တော့ nearly ပို့ပြီးတော့မြန်လာမယ်လို့ထင်တယ်ဘာလို့ကျွန်တော်ထင်တယ်လို့ပြောတော့ကျွန်တော်စီမှာ25 watt ထိပဲကျွန်တော်အမြင့်ဆုံးရှိရပါပေါ့နော်45 watt တောင်ကျွန်တော်မှမရှိဘူးအကြောင်းမလို့25 watt နဲ့စမ်းပြီးတော့သွင်းကြည့်တော့ဆိုလို့ရှိရင်တော့0 to 100အပြည့်သွင်းတော့ကျွန်တော်တနာရီနဲ့မိနစ်20လောက်ကြာတယ်ပေါ့နော်ဒါကတော့အခုလိုမျိုး2026ရဲ့နောက်ဆုံးထွက်ထားတဲ့ latest flagship phone လုံးမှာဒီလိုမျိုး features တွေနဲ့ဒီလိုမျိုး high you ခံစားနေရတော့ကျွန်တော်သိပြီးတော့ဘဝင်မကြောက်လို့ပဲပုံဝင်နေတယ်ပဲပြောလိုက်ချင်တာပေါ့နော်ဒီပိုင်းနေမှာတော့နောက်ပိုင်းနေမှာတော့ပို့ပြီးတော့ပြုပြင်ပြောင်းလဲပေးမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့ရွေးချယ်လို့ကောင်းလာမယ်လို့ပဲပြောရမှာပေါ့နော်သူ့ရဲ့ဒီ performance ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း K တော့ K မနေဘူးသူက Snapdragon ကိုပဲသူကတုံးထားပေးတယ်ဒီကောင်နေဆိုလို့ရှိရင်ဒီ Galaxy အတွက်တည်တံ့ထုတ်ထားပေးတဲ့ဒီ SoC တခုတုံးထားပေးရလို့လည်းကျွန်တော်သိရတယ်ပေါ့နော်ဒီကောင်မှာဆိုလို့ရှိရင်လည်း Snapdragon မှာဒီ8 Elite Gen 5ကိုသူကတုံးထားပေးတယ် performance ကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ဘာမှသိပြီးတော့ထူလီကာလီပြောနေစရာမလိုပါဘူးနောက်ဆုံး flagship ဖြစ်တဲ့အတွက်ကြောင့်ဒီ game တွေကိုလည်းသူက wheel down ဆိုပြီးတော့ဆော့လို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကျွန်တော် graphic အရန်မြင့်တာတော့ဘာလို့ဆိုရင်တော့သူကတိတ်ပြီးတော့နိုင်တော့နိုင်တယ်ဒါပေမဲ့နည်းနည်းလေးပူတယ်အဲကြောင့်လို့ရှိရင် cooling fan လေးတက်ပြီးတော့ဆော့မိုးဆိုလို့ရှိရင် graphic လေးနည်းနည်းချပြီးတော့ဆော့မှာနေထားရမယ်ပုံစံမျိုးလေးတွေတော့ကြုံရတယ်ပေါ့နော်ဒါပေမဲ့ daily usage သုံးနေနေတော့အဲ့လိုမျိုးပူတက်လာတာမျိုးတွေတော့ပါအဲ့လိုမျိုးတော့တိတ်ပြီးတော့ကြုံရတာမျိုးတော့မတွေ့ဘူးပေါ့နော်ဒီကောင် UFS ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ထင်တာတော့ 4.1 လောက်ထိသုံးထားပေးမယ်လို့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုလို့ရှိရင် app အဝင်ထွက် data အကူပြောင်းနေတာတော်တော်လေးတော့မြန်တဲ့ထဲမှာပါတယ်ပေါ့နော်အကြောင်းမလို့ဒီ UFS မှာလည်းစေသွားတဲ့ကိုပါလို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့ One UI ကလည်းအခုနောက်ဆုံးထွက်ထားတဲ့ဒီသူက update ရနေတာဖြစ်တဲ့အတွက်ဒါနောက်ဆုံးရနေ update ရနေတာမဟုတ်ဘူးပေါ့နောက်ဆုံးဒီတွဲပြီးတော့ထွက်လာတာဖြစ်တဲ့ကြောင့် One UI မှာလည်းတကယ်ကိုအဆင်ပြေပြေနဲ့သုံးလို့ကောင်းတယ်ချို့တော့ One UI features တွေဒီဒီ Android ရဲ့ OS မှာဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေပြေနဲ့အရှိကိုတော်တော်လေးရောက်နေတယ်လို့ပြောလို့ရတယ်ပေါ့နော်အကြောင်းမလို့ဒီဘိုင်းတွေမှာလည်းစိတ်ချမ်းသာလက်ချမ်းသာနဲ့သုံးလို့ရတယ်ဆိုတဲ့ဘိုင်းတွေမှာပါတယ်ပေါ့နော်ဒီကောင်မှာဆိုလို့ရှိရင် IP rating တွေပါတယ်လည်းပါတယ် IP68 တို့ဘာလို့ပါတာဖြစ်တဲ့ကြောင့်ရေးဆိုရေးစိန်နဲ့ခံတယ်ဒီဘက်မှာလည်းစိတ်ချမ်းသာလက်ချမ်းသာနဲ့သုံးလို့ရတယ်ပေါ့နော်ဒီကောင်ရဲ့ကင်မရာကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်လည်း K နဲ့ထဲမှာမပါဘူးသူက neutral လေးအဆင်ပြေပြေနဲ့ကောင်းတယ်ပေါ့နော် main camera ကိုကြည့်မယ်ဆိုလို့ရှိရင်200 megapixel ကိုသူကထည့်ထားပြီးတော့10 megapixel ဒီ tele တလုံးရယ်ပြီးလို့ရှိရင်50 megapixel ဒီ periscope tele တလုံးရယ်သူကထည့်ထားပေးတယ်50 megapixel ultra wide လုံးရယ်သူကထည့်ထားပေးတယ်ကင်မရာတွေကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ကောင်းတယ် flagship phone လုံးကရိုက်ပြီးတော့ထွက်လာတဲ့ကင်မရာပုံထွက် quality တခုမှရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီတခြားတရုတ်ဖုန်းတွေတို့ချို့ချို့သောကင်မရာအရန်ကောင်းတဲ့ဖုန်းတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဒီ Samsung ဒီနည်းနည်းလေးမဆိုတော့နောက်ကိုရောက်နေဆိုတဲ့ခံစားချက်မျိုးလေးကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့လိုစားလေးတခုဒါနောက်ပိုင်းနှစ်တွေမှာပြင်ပေးလိုက်မယ်ဆိုရင်တော့ကင်မရာမှာအများကြီးပို့ပြီးတော့ကောင်းလာမယ်လို့ကျွန်တော်တို့ထင်တယ်အခုချိန်မှာဆိုလို့ရှိရင်တော့တကယ်ကင်မရာကောင်းပါတယ်ဗီဒီယိုကောင်းပါတယ်ဆိုတော့ဖုန်းနေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဒီကောင်ဒီနည်းနည်းလေးအနောက်ကိုရောက်နေဆိုတော့ခံစားချက်မျိုးတွေကတကယ်ကိုခံစားနေရတယ်ပေါ့နော်အဲ့ဒီတကူကတိတ်ပြီးတော့စိတ်တန်းကြစရာမကောင်းလို့ပဲပြောရမှာပေါ့နော် selfie camera နဲ့ video ရိုက်မယ်ဆိုလို့ရှိရင်ဒီကောင် 4K 30fp 30fps 60fps ကြီးရတယ်လို့ဒီ video camera နဲ့ရိုက်မယ်ဆိုလို့ရှိရင် 8K ကြီးရတယ်ဒီမှာဆိုလို့ရှိရင် video camera quality ကသူ့ဟာနဲ့သူတော်တော်လေးအဆင်ပြေပြေနဲ့ကောင်းတယ်လို့ flagship phone လုံးကရိုက်လို့ထွက်လာတဲ့ video quality တခုမှရှိတာပြတော့တဲ့ဒီဘက်မှာလည်းတော်တော်လေးအဆင်ပြေတဲ့ထက်မှာပါတယ်လို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့ selfie ကတော့12 megapixel ပဲပါတယ်ဆိုတော့နည်းနည်းလေးနည်းတယ်လို့ပြောလို့ရတယ်ဒီတက်ပို့ပြီးတော့ပါမယ်ဆိုလို့ရှိရင်တော့ပိုကောင်းမှာပေါ့နော်ဒါတချို့သွားလေးတွေကတော့အရင်စိတ်တိုင်းမကြသေးဘူးလို့ပဲပြောရမှာပေါ့နော်ဘာပြော overall ပြန်ချူပြောမယ်ဆိုလို့ရှိရင်လည်းကင်မရာဒီသူ့ဟာနဲ့သူဒီတော်တော်လေးစင်ပြေနဲ့ရိုက်လို့ရတဲ့အနေအထားတစ်ခုမှရှိသလို flagship တန်းမှာတော့ရှိနေသေးတယ်ဆိုတော့လုံးဝညင်းမြတဲ့အချက်တည်းမှာပါတယ်လို့ပဲပြောရမှာပေါ့နော်ဆိုပြီး overall တော့ conclusion ပြန်ချူပြပေးရမယ်ဆိုလို့ရှိရင်ဒီဖုန်းဒီတော်တော်လေးperfect ဖြစ်လို့နေပါဖုန်းလုံးထဲမှာပါတယ်လို့ပြောလို့ရတယ်မဖြစ်လို့လည်းမရဘူး Samsung ရဲ့နောက်ဆုံးထွက်တဲ့ဖုန်းလုံးဖြစ်တဲ့တွင်ဒီကောင်းရဲ့ဈေးကြီးကလည်းခေါင်ခိုက်နေနေတာတခုမှရှိတယ်ပေါ့နော်အဲကြောင့်လို့ဒီဖုန်းကဝယ်သင့်လားဆိုလို့ရှိရင်တော့ချို့တော့အချက်တွေကိုကတိကျနိုင်တယ်ဆိုလို့ရှိရင်တော့ဝယ်ပေါ့နော်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်တော့ပေးရတဲ့ဈေးနဲ့အရန်ပြန်ပြီးတော့
ညီတဲ့ဟာတခုကိုရလာလို့မေးရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကျွန်တော်တူဦးတယောက်တည်း personal feelings အရာဆိုလို့ရှိရင်တော့အရင်ကြီးအဲ့လိုမျိုးပြန်ရတယ်တော့မခံစားဘူးပေါ့နော်ကျွန်တော်လည်းမေးစရာရှိတယ် brother ဆိုလို့ရှိရင်ရောဒီဖုန်းကိုဝယ်မှာလားဆိုလို့ရှိရင်ကျွန်တော်သာဆိုလို့ရှိရင်လည်းဒီလောက်အမောက်ပမာဏသုံးနေဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့ all rounder မှာပိုကောင်းမဲ့ဖုန်းတွေရှိနေသေးတာဖြစ်တဲ့အတွက်အဲ့ဒီဖုန်းတွေကတွားပြီးတော့များစဉ်းစားပြမလားဆိုပြီးတော့ကျွန်တော်ဆိုလည်းအဲ့လိုမျိုးထင်မြင်မိတာတွေတော့ရှိတယ်ပေါ့နော်အဲဒီကောင်ရဲ့ဈေးတန်းကိုတော့ကျွန်တော် use market မှာဘယ်လောက်နဲ့ရောင်းနေဆိုတော့ကျွန်တော်ဥပမာပြထားပေးတယ်အခုပြထားပေးတာကတော့ကျွန်တော်အသစ် market မှာပေါ့နော်အသစ်မှာဆိုလို့ရှိရင်တော့ဘယ်လောက်နဲ့အရောင်းဝယ်ဖြစ်နေရလဲဆိုတာလေးလည်းကျွန်တော်ဒီမှာထည့်ထားပေးတယ်ဆိုတော့ယူမင်းတို့ချိန်ထိုးပြီးတော့ဝယ်လို့လည်းရတာပေါ့နော်ဒီနေ့ဗီဒီယိုလေးတော့ပါပဲဒီ Samsung Galaxy S26 Ultra လေးနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာလေးတွေဗာသိချင်တာလေးဗာမေးချင်တာလေးရှိတယ်အောက်က comment ထဲမှာဝင်ပြီးတော့မှတ်ခဲ့ပြီးတော့ရပါတယ်ဖိလစ်ပါကျွန်တော်ဗီဒီယိုတူးချူမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ YouTube ပေါ်တာမြစ်တာခံချင်ပါတယ်ကြည့်ကြအားပေးခဲ့ကြတယ်ဒူးတောက်ချင်းတဲ့အောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုက်တဲ့ဆိုလို့ရှိရင်လည်း like and subscribe notification နဲ့ကူညီပေးမေးပါနဲ့ကြည့်ကြပေးခဲ့ကြတဲ့ဒူးတောက်ချင်းတဲ့အောင်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရနေပဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြာမှာပြန်လည်ဆုံတွေ့ကြတော့အားလုံးပဲ see you ပါ